ကဲဒါတော့မနေ့ကကျွန်တော်ဗီဒီယိုတင်မယ်လို့ပြောထားတယ်ဟုတ်မဟုတ် Samsung A51 ပေါ့အကောင်ဒီနေ့ကမှန်လဲရောက်ပြီမှန်မကွဲလဲရောက်ပြီဆိုတော့ကျွန်တော်ဒီနေ့စဖြုတ်ပြီပေါ့နော်အဓိကဒီလိုမျိုးနှစ်ကြာနေတဲ့ဖုန်းတွေအဲ့လိုနည်းနည်းနွမ်းနေတဲ့ဖုန်းတွေဆိုရင်ပြင်ထားပြူထားတာများတယ်အဲ့တော့ကိုဖြုတ်ရင်စနစ်တကျဖြုတ်တာပိုကောင်းတယ်ဒီမှာဆိုရင်ဂျမ်မာတစ်ချောင်းပါတာသူမာတာပုံနဲ့အောက်ချမ်းနဲ့ကိုဆက်ထားတဲ့ကျိုးတစ်ချောင်းပေါ့ဒါတော့သူအဲ့လိုအားမွန်လို့ပဲဆက်တာလားဒါမှမဟုတ်ဘယ်လိုပြောမလဲရုပ်မထွက်လို့ပဲဆက်တာလားဘာလုပ်တာလဲတော့ကျွန်တော်မသိဘူးကျွန်တော်လည်းအဲ့ဒီ hardware ဘိုင်းနေတာမကျွမ်းအောင်ဒါပေမဲ့သူဂျမ်မာတစ်ချောင်းကြော်လာတယ်အဓိကတော့အဲ့လိုပြုတ်ထားပြင်ထားတဲ့ဖုန်းတွေကြည့်လိုက်တာနဲ့သိရတယ်အဲ့လိုအလုံးလေးဆိုရင် view ဆိုင်ပြီးလုပ်သိချင်တယ်ဒီမှာကျွန်တော်ကမှန်လဲရမယ်ဆိုတော့မှန်မကောင်းလို့မှန်လဲရမယ်ဆိုတော့ကျွန်တော်ကမှန်နေလဲခွာတာပေါ့ခွာပြီးတော့ကျွန်တော် frame ကိုတန့်ရှင်းလုပ်အောင်ဆိုတော့အထက်တည်းကတန့်ရှင်းတေချာမလုပ်ထားလို့မှန်တက်တဲ့အခါမှာအဲ့ဒီအထက်တည်းကအကော်လက်ကြံအဟောင်းနေနဲ့မှန်အသက်နဲ့ထောက်ပြီးတော့ဟာစီဖြစ်နေတာမျိုးလို့အဲ့လိုမစီတာမျိုးလို့ဖြစ်တယ်လို့အဲ့ချိန်မှာသုံးတဲ့ဟာလည်းရှိတယ်ကျွန်တော်တို့ဒီ we live ကထုတ်တဲ့ဒီစေဘူးပဲအကောင်စေးတော်တော်ပြင်းတယ်သူကဘယ်တော့ပြင်းတော့ဆိုတော့ကော်တွေဘာတွေပေါ့သူကတွက်ကြလိုက်တယ်နဲ့စားပလိုက်တယ်အဲ့တော့ကျွန်တော်နည်းနည်းချင်းတိုးပြီးတော့ရှင်းရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီကောင်နဲ့ရှင်းတော်တော်မြန်တယ်သူကချက်ချင်းအရေးပြောကြသွားတာအဲ့ကော်အဲ့လိုစေးဘူးလေးနဲ့ပေါ့ကိုလိုစက်လောက်လေးပဲတိတိပဲရှာပြီးတော့အဲ့လိုကော်ကြံနဲ့လိုက်ပုတ်ပေါ့ဒါအများကြီးသွားသုံးလို့ရှိရင်အဲ့ဒီကော်တွေပါလေအရေးပြောသွားနိုင်တဲ့ frame တွေပေါင်းနေဒီမပြောတော့မှပဲအဲ့လိုဖွေးဖြစ်သွားတာတို့စားပလိုက်ရလို့ဆိုရင် customer လက်ထက်ပြန်အောင်တော့မလှတော့ဘူးပေါ့ဒါဆိုကျွန်တော်အဲ့ဒီစေးရည်နဲ့ဒီ frame တစ်ခုလုံးလိုက်ပြီးနှခမ်းတွေပုတ်ထားတာတော့အရှင်းပေါ့ကိုကတော့တန်ရှင်းရေးလေး share လုပ်ထားတာမှန်လေးလိုက်တက်မယ်ပေါ့ဖြစ်ချင်တော့ကျွန်တော်မှားလိုက်တဲ့ company ကစေတနာတရားအရန်ထက်တန်ပြီးတော့မှန်တဲ့ frame နဲ့တွဲရက်ကြီးထည့်ပေးလိုက်တယ်သေရောကျွန်တော်ဒီမှာအောက်ချမ်းတဲ့အပေါ်ကြောင်ဂျမ်မာကြီးကြော်ထားလို့မှန်မဲ့လဲဖို့အဆင်ပြေမှာအဲ့ချိန်မှာသူက frame မှာမှန်ကြီးနဲ့တွဲထည့်ပေးလိုက်တော့အဲ့ဒီ company ကပေးလိုက်တဲ့ frame နဲ့မှန်တွဲကိုမှန်တီးတက်ပြန်ခွာရင်လည်းမှန်နာဖို့ပဲရှိအဲ့တော့မထူးတော့ဘူးအဲ့ဒီလာတဲ့မှန် frame တွဲရမှာပဲဒီ pc ကိုရွှေ့တက်မယ်ဆိုကျွန်တော်မှာဒီဂျမ်မာကျိုးပြတ်မှာဆိုလို့ဖြည်းဖြည်းလေးမှဖြည်းဖြည်းလေးထက်ဟိုလုတ်ပေးထားလို့လည်းအရန်သေးကြတယ်ဗျာတေချာဂျမ်မာကျိုးတိတ်တွေပါနဲ့ကပ်ပေးထားကျွန်တော်အဲ့တိတ်တွေကိုကရုံကင်းလေးနဲ့ခွာအသက်တောင်မရှူရဘူးဖြည်းဖြည်းချင်းခွာပြီးတော့မှအဲ့ဒီအပေါ်ချမ်းနဲ့အောက်ချမ်းတော့ဖြည်းဖြည်းချင်းမှတွဲရပေါ့ဗျာဟောဆိုကျိုးကအပေါ်နဲ့အောက်ဆက်ထားဆိုတော့ဘက်ထရီကိုဖြုတ်ကျွန်တော်မှတဲတယ်လို့ဟာဒါကျွန်တော်ပြောတဲ့relight မုံမလို့မကဲနဲ့စိတ်အဲ့ကောင်တော်တော်ကောင်းတယ်တော်တော်လေးပြင်းတယ်စေးရမလို့အဲ့မသုံးတာကောင်းတယ်ဒီကင်မရာအသီးတွေပါကြီးသွားပြီးတော့တန့်ရှင်းသွားမလုပ်နဲ့ဒီကောင်နဲ့ဒီကောင်အရန်ပြင်းတယ်ဒီကင်မရာအသီးတွေကမှန်နဲ့လောက်ထားတာနဲတယ်သူတို့ fiber တို့ core တို့လောက်ထားတာကင်မရာထိပ်အသီးလေးတွေအဲ့ကောင်လေးကိုကကြီးပင်နေဆိုပြီးအဲ့စေးနေတော့သွားမထုတ်လိုက်နဲ့စေးရနော်၅ပါးပါမှောက်သွားမယ်ဒါကကျွန်တော်ရောက်လာတဲ့မှန်ပေါ့ပေါ့စင်းတစ်ချက်ပြပေးရအဲ့လိုဖုန်းကိုပြင်စားတော့မယ်ဆိုရင်တော့ဒီလို company သုံးတာပိုကောင်းတယ် customer တက်နိုင်တယ်ဆိုရင်ပေါ့နောက်ဆိုအရန် quality ကောင်းလုံးတယ်ဗျာအဲ့လိုအဲ့အတွက်ကျွန်တော်တို့ကဒီတက်ပေးရတဲ့ခါမှာလည်းစိတ်ချရတယ် user ကိုကအဲ့လိုစိတ်သက်သက်နေနဲ့လုပ်ပေးလို့ရတယ်ဗျာတချို့မှန်နေရှိရ300နဲ့400နဲ့နေဒါပေမဲ့အဲ့လိုတက်ပြီးကမှ1လလောက်နဲ့လစ်သွားတာ2လနဲ့လစ်သွားတာရှိတယ်အဲ့လိုမျိုးကြာကျွန်တော်တို့လည်းလုပ်ပေးရစိတ်မချမ်းသာဘူးကိုလည်းတင်ကမကင်းဖြစ်တယ်ဗျာအဲ့တော့ customer ကိုပြောပြဒီလိုမှန်မျိုးတက်ရင်300 400နဲ့ဆိုဒီလိုမျိုးပြန်ဖြစ်နိုင်တယ်900 800တန်းဆိုရင်ဒီလောက်ထိ quality ကောင်းတယ်အဲ့လိုသားနာမျိုးရတယ်လို့ရှင်းပြရင်သူတို့ကလည်းရေရှည်သုံးမဲ့လူဆိုတော့အဲ့လိုကောင်းတာပဲတက်မှာဒါဆိုလဲသူ KAIK ဆိုတဲ့ဒီဇိုင်းနေဗျာအတတော်မှမှဆိုလို့ကျွန်တော်မထွက်တော့ဘူးအကောင်သူ OLED မှန် Samsung ရဲ့ကျွန်တော် original ဒီဖုန်းသူဘယ်ဆိုင်အောင်မဲလဲပေးလိုက်တာဗျာဖုန်းကပန့်ဆိုးနဲ့လာတာအလဲမှာအပေါက်နဲ့အဲ့ဒါကိုသူကအဲ့လိုရိုးမှန်တက်ပေးလိုက်တာ notch ကြီးနဲ့ပန့်ဟိုးနဲ့ဖြစ်ရမယ်ဖုန်းက notch နဲ့ဆိုရုပ်သားအဆိုးတယ်အဲ့တော့ကျွန်တော်ကသူ့ original နီးပါး quality ရတာပဲကျွန်တော်ပြန်မှားတယ်မှားပြီးတက်ပေးလိုက်ဒီ company ဆိုလဲပြန်မှန်အောင်ဘယ် company နဲ့မှမတူကျွန်တော်တို့ lead black တွေပါမှားဘူးတယ်ဒီလိုမျိုးမှန်ကိုအဲ့လိုကြွအိတ်နဲ့ပိတ်ပေးလိုက်တာမုံရောင်းတယ်လို့ပိတ်ပေးလိုက်တဲ့ company မတွေ့ဘူးသေးဘူးကျွန်တော် lead black ဆိုလဲလာတယ်ပြီးရင်သူ့ရဲ့port 8နဲ့လာတယ်ဒါပဲဒီလိုမျိုးကြီးအဲ့လိုမှန်ကြီးကိုသိတဲ့အဲ့လိုဒီလိုမျိုးကြွအိတ်နဲ့ပိတ်ပေးလိုက်တဲ့ company မျိုးတော့ရှားတယ်ဒီ company ကလည်းတကယ် quality ကောင်းတဲ့ company ပေါ့ lead black ကတော့ဘာလို့နာမည်ကြီးလဲတော့မသိဘူးအကောင်လည်းကောင်းပါတယ်ဒါပေမဲ့ထုတ်ဖို့မှုကတော့ဒီကောင်မမီဘူး။ဒါဆိုသူ frame နဲ့မှန်တွဲရက်
အချို့ဆိုရှိရဗျာ frame နဲ့မှန်တွဲရဆိုရင် frame ကိုထူကြီးထည့်ပေးရရှိတယ်နောက်လိုက်တယ်ဒီကောင်ကြတော့ original လို့ပဲလောက frame ရတယ်ပပလေးမှန်လည်းလုံးဝ slim လုံးဝ share လက်ဝေးပါညာလည်းကုန်ခုတ်ရုပ်ထွက်ကတော့ပြီးကြမှာကျွန်တော်စမ်းမိမယ်ဗျာရုပ်ထွက်ကတော့ share တယ်ကဲအဲ့တော့ကျွန်တော်ဗီဒီယိုလေးနည်းနည်းကြော်လိုက်မယ်ဒါမှန်မကွဲပါဗျာမှန်မကွဲကတော့ထုံးစံတိုင်းပေါ့ကျွန်တော်မာနေကြကုန်ပြီပဲဒီကောင်ဆိုရင်50 60ပါ50 60အဝန်းကျင်ပဲဒီကောင်ကဒီကုံရက်တစ်ခုကောင်းတာကျွန်တော်မှန်ဒီမှန်မကွဲနှစ်ချက်မှမယ်ဆိုရင်သူအာသွင်းကျိုးတစ်ချောင်းလက်ဆောင်ပေးကောင်းတော့မဟုတ်ဗျာအိုင်ဝက်ကျိုးတွေကျွန်တော်မှားတာနှစ်ချက်တွဲနှစ်ခါမှာဘူးရဲ့ဟို type C ကိုဘာလို့ထည့်ပေးရဆိုကျွန်တော်လက်ခံလို့ရတယ်ဟိုကထည့်ပေးအိုင်ဝက်ကျိုးကြီးထည့်ပြီးပြီးတော့ quality ကလည်းမကောင်းဒါပေမဲ့ထည့်ပေးရဆိုတော့ကျွန်တော်ပြောပြတယ်အဲဒီမှန်မကွဲကုံနေလည်းကောင်းတယ်မှန်သားလည်း smooth ဖြစ်တယ်ထူတယ်တော့ကတော့ကောင်းတယ်ပေါ့ဗျာတော့လေးပဲခိုးတာမရှိဘူးဒီသူထဲမှာဒီ echo ဝတ်ထုတ်တွေဘာတွေရောအကုန်ပါတယ်ဒါတော့မှန်မကွဲပေါ့ဒီကတော့ဗျာပြင်စားမယ်ဆိုရင်ပေါ့အဲ့လို3ကြည့် quality ကောင်းတာ3ကြည့်ပြီးရင် quality နဲ့ဈေးပေါ်တာ3ကြည့်အဲ့လိုမျိုးရှင်းပြီးတော့ကြည့်ပါကျွန်တော်ပြမယ်ဗျာဒီ company အခုကျွန်တော်အောက်ကပြတယ်အဲ့ဒီ TYS လာပါတော့အဲ့ဒီ SCD company အောက်ဆိုတော့ကောင်းတယ်သူ budget ထဲမှာတော်တော်ကောင်းတဲ့ quality ပေးတယ်အဲ့ဒီမှန်ဘူးလေးပေါ့အဲ့ဒီအပိုင်းအောင်လေးနဲ့အဲ့ company နောက်ဆိုကျွန်တော် Oppo တခြား model အနေနဲ့ Oppo A53 တော့56 57 Oppo A77 အဲ့ဒီဝန်ဈေးဟွာတွေပေါ့အဲ့ဒီ model ဒီမှာဆိုရင်ဒီမှန် quality ကမစိုးနောက်ဆိုအဲ့ဒီဖုန်းတွေကလည်း 720p ပဲရတာများဗျာ 10db မရကြဘူးအဲ့တော့ budget ထဲကသုံးကျင်တယ်အဲ့ဒီ Oppo Vivo တွေဘာတွေညာတွေ Redmi တွေပါညာတွေဆိုရင်ဒီ design လေးပေါ့ဒီ TEK ဆိုတဲ့ design လေးအဲ့ဒီကောင်လေးအောက်ကဘူးကန်ပေါ့ကျွန်တော်ဒါတော့အခေါ်ပေါ့အဲ့ဒီ company လေးသုံးကြည့်အောက်ကနေတော်တော်ကောင်းတယ် budget ထဲမှာနော်200ကျော်300ကျော်အဲ့ဒီဝန်းကျင်မှာတခြား company တော့ကျွန်တော်မသိဘူးအောက်ဆိုသူအဲ့ဘေး frame တွေဘာတွေရလို့တားနဲ့မထူကြည့်လို့အဆင်ပြေတယ်ပေါ့ဒါကကျွန်တော် frame ရွှေ့နေပြီဟိုဘက်နဲ့ဒီဘက်အမှဗျာကျွန်တော်မှအောက် channel ပေါ်ကြအောင်မှဒီမှာကြည့်ကျွန်တော်ဖြည်းဖြည်းကျွန်တော်မှရွှေ့ရတာဒီဂျာမာကျိုးပြတ်မှာဆိုအဲ့လိုမျိုးပေါ့ပေါ်နဲ့အောက်တွဲရကြီးရွှေ့ရဒါတော့ဂျာမာကျိုးကဒါအသေးလို့မမြင်ရဘူးအမှကျိုးလေးရေးလေးမြင်ရကျွန်တော်မှအဲ့လိုလေးရွှေ့ပြီးတက်ဒုက္ခတော်တော်များပါတယ်ဗျာကုမ္ပဏီရတဲ့စေနာတအားများနေတာကျွန်တော်မှားတာမှန်မှန်းမှားတာအဲ့ frame နဲ့တွဲရပါမှာဆိုလို့ကျွန်တော် Samsung A31 တစ်လုံးလဲပေးဘူးလေအဲ့လိုကြီး frame နဲ့မှန်တွဲရလာကြပြီးတော့သူထည့်ပေးတဲ့အဲ့ကုမ္ပဏီကျွန်တော်မှာကုမ္ပဏီက quality သိမကောင်း frame အထူကြီးထည့်ပေးလိုက်တော့ကြတော့ customer မကြိုက်ဘူးသူ original frame ကပါလေးဗျာအဲ့တော့အထူကြီးလဲပေးလိုက်တော့သူကမကြိုက်ဘူးပြဿနာဖြစ်ဘူးလို့ကျွန်တော်ကမှန်ကြီးပဲတိတက်မှားတာကမှ frame ပါလာဒါအကုန်ကျွန်တော်ပြီးပြီမှန်တစ်ချက်ဆန်းတယ်မှန်တော့ share လောက share ကိုတယ်ကျွန်တော် OLED မှန်နေဆိုကြည့်လိုက်သိတာဗျာပါပိတ်ထားတာကွာဆိုအဲ့လိုဘေးစောင်းကြည့်လိုက်ပြလဲလဲလေးဖြစ်နေတယ်ထဲမှာအဲ့ဆိုတော့သိကြတယ် OLED ပဲ LCD မှန်နေအဲ့လိုမဖြစ်ဘူးပေါ့ဒါဆိုတော့ဘောင်လေးတယ်သူကလည်းသူချိုးစားညီတယ်ပြီးရင်ကျွန်တော်သူ့ original မှန်ပြမယ်တစ်ချက် original မှန်တော့တော်တော်ဆိုးသွားပါဗျာဘယ်ဆိုင်ကနေသူသွားပြင်လာတယ်တော့မသိဘူးဖုန်းကလည်းတက်တန်းတော့တော်တော်ကြာလောက်ပြီနောက်တော့ခွာပါများလို့ဒီနောက်ဖုန်းတွေကဆေးတောင်ကျွတ်နေပြီးတော့โอเคဒါသူရောက်ထွက်ပေါ့ရှာကျင်ပိုင်းတွေကိုဖုံးပြင်းကိုစမ်းမှန်ပိုင်းနေရှိရဗျာအဲ့လိုကိုကမှန်နေပါလဲတယ်ဘာညာဘက်ထရီလဲတယ်ဘာညာပြီးပြီဆိုရင်ကျွန်တော်အရင်ဆုံးကင်မရာတွေပါစမ်းပေးရမယ်ပြီးအားတွေပါတွင်းကြည့်ရမယ်ဝင်လာပြီးအတန်တွေပါစမ်းရမယ်ပြီး internet network ပေါ့အဓိကတော့အဲ့အခြေခံအဲ့ဒါတွေပဲအတန်တိုးရှက်ခလုတ်တွေရလားpower ဖွက်ပိတ်ခလုတ်ရလားအဓိကတော့အဲ့အခြေခံလေးတွေပဲစမ်းပေးတယ်အဲ့ဒါဆိုရပြီဒါဖုန်းတစ်လုံးအဲ့တော့အဓိကအဲ့ main ရတယ်အဲ့ဒါတွေပေါ့ကျန်တာတွေကတော့အဲ့လိုဖြစ်ခဲ့ပါတက်စီကောင်းကောင်းစမ်းမယ်ကျွန်တော်အားဝင်လာစမ်းမယ်ပြီးရင်အတန်တွေထွက်လာစမ်းမယ်ပြီးရင်စင်ကတ်ထဲမယ် network ရလားမရလားစမ်းမယ်ပြီးရင်ဒီအတန်တိုးရှက်ခလုတ်တွေပေါ့ဘောလုံးခလုတ်တွေရများစမ်းမယ်ဒါပေါ့ဟိုလက်မှန်ဆိုဗျာမိုက်တယ်ဒါသူအရင်သုံးနေရတော့ယူအစီပေါ့အခုကတော့ OLED မှန်ဆိုတော့ customer ကတော့ share ဖြစ်သွားမှာပေါ့ခင်ဗျာဗီဒီယိုနဲ့ကြော်လိုက်မယ်ဗျာကဲဒီမှာကျွန်တော်သူ့ရဲ့မှန်ပေါ့
သူကျွန်တော်စီရောက်လာတော့မှန်တယ်ကျွန်တော်ရှင်းပြပေးမယ်ပေါ့ဒါသူကျွန်တော်စီရောက်လာတော့မှန်လုံးဝပြမှာတော်တော်စိုးစိုးရပြကျွန်တော် budget ဖြစ်တဲ့မှန်တက်ပေးတာစိုက်မှာတော့သူဘယ်လောက်ပေးရတယ်တော့မသိဘူးမှာ not စီနဲ့ဘောင်းနေဆိုလဲထူရေးပုံစံတော့ OLED လိုပါလိုနဲ့ဒီကြတာတော့ OLED ဖြစ်ဖို့ဒါတိုင်းအောင်နဲတယ်ဗျဘောင်းဆိုတော့ဒီအနေထားကြီးနဲ့လေဒါဆိုသူ original ပတ်ဟိုးနဲ့ဖြစ်သွားပြီ300လူကတော့သူ့ဖုန်းနောက်တစ်လုံးလို့သူစိတ်ထဲပြောင်းသွားတော့တပေါင်းဆိုတော့သူက not နဲ့300ဆိုတော့သူကပတ်ဟိုးနဲ့ဆိုတော့ဗာပြောအမြင်လေးဆန်းသွားပေါ့ကဲဒါတော့ပြီးပါပြီဗျာဒါတော့ထုံးစံတိုင်းပါဗျာတော့သေးလေးစီးမယ်နောက်ဖုန်းပြန်ကတ်မယ်ပြီးရင်ဒီသူကဘက်ကဘာလေးရနှခမ်းလေးရလုံးထားဆိုတော့မစီမှာဆိုလို့ကျွန်တော်ဒီ clip ပါလေးနဲ့ဒီချောင်းဆွဲမယ်ဒါတော့ပြီးပြီအကုန်ပြီးပြီသူ့ဘက်လည်းနေထားပေါ့မကွဲပါညာလည်းအကုန်ကတ်ပြီးပြီနော်ဟော share ဖြစ်သွားပြီဖုန်းကဟော share okay bye bye